ပညာသွေးလဲသူကမင်းသားပါခေတော့အရန်နေပါကင်မရာလည်းလုံးဝမကြောက်တော့ခင်းငင်ငယ်တော့အတိုင်းပါပဲဟိုကင်မရာတွေကလည်းသူ့ကိုပဲလိုက်တယ်တော့တန်လိုက်လို့ဖြစ်နေကင်မရာနဲ့ဆိုအဲ့လိုမျိုးဟိုအမှုပညာသွေးလဲအပြေးဝပါတယ်အဲ့တော့ကိုဘေဘီလေးကအဲ့လိုမျိုးခေတို့လိုပဲခေဖေဖေလိုပဲလို့မြင်ရတော့အရန်ဝမ်းသာပါတယ်ခေလည်းစီဇန်ကျင်တယ်ပေါ့နော်အဲ့လိုမျိုးအဖေနဲ့သားလေးနဲ့တူတူ something မော့ဂျာမီလာမီမျိုးသူကတော့ဟိုအဲ့လိုပေါ့သူကတော့အာဖရိကရောက်နေပြီးပျော်တယ်ပေါ့ happy birthday ပေါ့နော်ဒါပေမဲ့သူဒီမှာချင်သိတွေ့တယ်ဘာညာကတော့အရင်ဆုံးပေါ့နော် happy birthday ကတော့ဒုတိယပေါ့ရတဲ့ပုံလေးတစ်ခုဆိုတော့ခေလည်းအားပေးတယ်တကယ်လည်းကောင်းတဲ့ product လေးဖြစ်ပါတယ်အရင်တော့ကျတော့အရင်အသက်ကြီးခြင်းနဲ့အသက်တစ်ခုရောက်လာတဲ့အချိန်ကျတော့လည်းပြန်ငယ်ခြင်းနဲ့ဒါပေမဲ့အခုကတော့ကိုယ့်အသက်အရွယ်ကိုလည်းကိုယ်လက်ခံတဲ့အချိန်ရောက်လာပါပြီပေါ့နော်အရန်ဝမ်းသာပါတယ်ဘာဖြစ်လို့လဲဆိုတော့နိုင်ငံသားမနေနေတာလည်းအရန်ကြာသွားပြီဒါခေရဲ့မိသားစုနဲ့ကိုမွေးရဲ့နိုင်ငံမှာကျင်းပရတဲ့မွေးနေ့ပွဲပေါ့ပြီးတော့ခေကအဲ့လိုမျိုးမွေးနေ့ပွဲမကျင်းပတာလည်း15နှစ်လောက်ထဲပါပေါ့နော်10နှစ်ကျော်သွားပြီအဲ့တော့အရန်ပျော်ပါတယ်ခေအရန်ကန်ကောင်းတယ်လို့လည်းထင်ပါတယ်အရန်လည်းအဲ့နေ့ကလာပြီးတော့ birthday wish တွေလုပ်တယ်အပေးစကားတွေပြောပြရလို့အားလုံးလည်းကျေးဇူးတင်ပါတယ်မမေလည်းအရန်ပြောပါတယ်ဒါပေမဲ့မမေတို့ကတော့အခုလောလောဆယ်နိုင်ငံခြားရောက်နေရပေါ့နော် documentary တစ်ခုရိုက်နေလို့ပြပြနဲ့လိုက်သွားတယ်ဒါပေမဲ့သူတင်ထားတဲ့ post လေးဆိုလည်းရှိရပေါ့နော်ဒါဘာပဲပြောမိသားစုနဲ့တူတူရှိနေတဲ့ first birthday လို့ပြန်ဖြစ်သွားတဲ့အတွက်သူလည်းအရန်ဝမ်းသာတယ်ခေလည်းအရန်ဝမ်းသာပါတယ်သူကမင်းသားပါခေတော့အရန်နေပါကင်မရာလည်းလုံးဝမကြောက်တော့ခင်းငင်ငယ်တော့အတိုင်းပါပဲဟိုကင်မရာတွေကလည်းသူ့ကိုပဲလိုက်တယ်တော့တန်လိုက်လို့ဖြစ်နေကင်မရာနဲ့ဆိုအဲ့လိုမျိုးဟိုအမှုပညာသွေးလည်းအပြေးဝပါတယ်အဲ့တော့ကိုဘေဘီလေးကအဲ့လိုမျိုးခေတို့လိုပဲခေဖေဖေလိုပဲလို့မြင်ရတော့အရန်ဝမ်းသာပါတယ်ခေလည်းစီဇန်ကျင်တယ်ပေါ့နော်အဲ့လိုမျိုးအဖေနဲ့သားလေးနဲ့တူတူ something မော့ဂျာမီလာမီမျိုးနိုင်ငံသားမနေတာကလေသူတို့နိုင်ငံကြီးဘယ်လောက်ပဲဟိုတိုးတက်နေလုံးဝမတူပါဘူးရှင်ကို့အိမ်မှာကို့အဲ့လိုနှွေးထွေးမှုကဘာနဲ့မှရှင်လို့မရအောင်ဆိုတော့အရန်ဝမ်းသာပါတယ်ကိုညီကိုမောင်နှမတွေနဲ့ပြန်ဆောင်ရတာကလည်းဟိုမထင်နာရတဲ့လောက်ကိုလေဟိုအရန်စိတ်လှုပ်ရှားတယ်ပျော်ရပါတယ်ရှင်ဟုတ်ကဲ့ခင်ဗျားကြတော့လေအဲ့လိုမွေးကလေးကဟိုဖေဖေရှူတင်မှာကြီးလာတာဆိုလေကို့မိသားစုကြီးလိုပဲပေါ့နော်အဲ့လိုမျိုးဖြစ်နေတော့ပြီးတော့ငငယ်လေးတွေကလည်းခေးကြီးလာတာကိုသူတို့ကမြင်လာတဲ့လူတွေအားပေးလာတဲ့သူတွေဆိုတော့မိသားစုလိုပါပဲအယောင်ဝမ်းသာပါတယ်ခေးလည်းဒီနှွေးထွေးတဲ့ကိုခေးလိုနေတာလို့ထင်ပါတယ်ဘဝမှာပေါ့နော်အရှိကိုဆက်သွားနိုင်ဖို့အခုတော့စူးစမ်းတော့မယ်သူကတော့ဟိုအဲ့လိုပေါ့သူကတော့အာဖရိကရောက်နေပြီးပျော်တယ်ပေါ့ happy birthday ပေါ့နော်ဒါပေမဲ့သူဒီမှာချင်သိတွေ့တယ်ဘာညာကတော့အရင်ဆုံးပေါ့နော် happy birthday ကတော့ဒုတိယဟုတ်ကဲ့ပါရှင်အဲ့တော့ Yumi White Skin Care လေးကိုအခု product launch လုပ်လိုက်ပါပြီအရန်လည်းရောင်းကောင်းနေရလို့ခေးကြားတယ်သုံးကြည့်ကြပါပြီးရင်ခေးကိုလည်း feedback တွေပြန်ပေးကြပါတကယ်ကောင်းလို့တကယ် recommend